ဒီနေ့မှာတော့ butterfly ပတ်တူလေးပါပတ်တူလေးကတော့အကြီးလေးပေါ့နော်အရင်ဆုံး magic ring လေးလုပ်မယ်ပေါ့နော် magic ring လေးလုပ်ပြီးလို့ရှိရင် magic ring မှာ chain 9ခုထိုးပါမယ်1 2 3 4 5ခုလေးထိုးပြီးလို့ရှိရင်မှာ3ခေါက်ပတ်မယ်ပေါ့နော်ပြီးရင်နှစ်ခုတစ်ခါထုံးမယ်နှစ်ခါ3ခါ4ခါထုတ်လိုက်မယ်ပေါ့နော်ထုတ်ပြီးရင် chain တစ်ခုထပ်ထိုးမယ်ပြီးရင်နောက်တစ်ခေါက်အဲ့လိုမျိုးပဲ triple crochet ဖြစ်မယ်အဲ့ဒါလေးကိုလုပ်မယ်ပေါ့နော် triple ထပ်ကိုတော့တစ်ခုပို့တယ် triple မှာ2ခုပဲပတ်တာဒါက3ခုပတ်တာဆိုတော့ triple ထပ်ကိုပို့တယ်ဒီမတို့အကြီးလေးလုပ်နေတာဆိုတော့လေအဲ့ဒါမျိုးလုပ်တယ်အဲ့ဒါဘယ်နှခုလောက်မှလဲဆိုတော့တစ်ခုလုပ်တယ် chain တစ်ခုထိုးတယ်ပြီးနောက်တစ်ခုလုပ်တယ် chain တစ်ခုနဲ့3ခုထိုးအောင်ပါပေါ့နော်စုစုပေါင်း3ခုထိုးလိုက်ပါမယ်ဒီတစ်ခါထုတ်တယ်နှစ်ခါထုတ်တယ်သုံးခါထုတ်တယ်လေးကထုတ်ပြီးသွားပါပြီလေးကထုတ်ပြီးသွားပြီဆိုရင်အောက်က magic ring ကိုဆွဲလိုက်တော့ဆက်ပြီးအပေါ်ကို chain လေးခုတက်မယ်တက်ပြီးလို့ရှိရင်ခဏတုန်းကထိုးထားတဲ့အပေါက်မှာပေါ့နော်ဒီတိုင်ရဲ့အပေါ်ဆုံးမှာထိုးမယ် triple crochet ထိုးမယ် triple crochet ကြာ2ခေါက်ပတ်တယ်ပတ်ပြီးရင် chain တစ်ခါထိုးတယ်ပေါ့ triple crochet ပြီးရင် chain တစ်ခါထိုးတယ်အဲ့ဒါကို triple crochet ကိုသူ့အတန်းလိုက်ပေါ့နော်အားလေးတက်မယ်သူက2ခုရှိအောင်2ခုထိုးမှာ3ခုပြတာ3ခုဆိုတော့3ခုထိုးတယ်3ခုဆိုရင်အောက်က triple crochet တဲ့တစ်ခုပေါ်တာလည်း3ခု triple crochet က3ခုအဲဆို row 2ခုပြီးပြီပေါ့နော် row 2ခုပြီးလို့ရှိရင်နောက်ထပ် row တစ်ခုကိုကြာတော့အဲ့လိုပဲ chain ကို3ခုထိုးမယ်ပြီးတစ်ဖက်ကိုလှည့်မယ်ဒီတစ်ခေါက်မှာတော့ပထမဆုံး row မှာ double crochet ထိုးမယ် double crochet ထိုးပြီး chain တစ်ခုထိုးပြီးအလဲတစ်ခုကြော်လိုက်ပြီးတော့အလဲကတတိုင်းရဲ့ပြီးတော့ chain တစ်ခုရဲ့ကိုကြော်ပြီးတော့နောက်ထပ်တစ်ခုမှာ chain ကိုခဏတစ်ခုထိုးပြီးနောက်ထပ် chain 2ခုထပ်ထိုးမယ်ပေါ့နော် chain 2ခုထိုးပြီးလို့ရှိရင်အနောက်ခဏပဲတိုင်းကိုကြော်မယ်ပြီးလို့ရှိရင်လုပ်ပြီး slip knot နဲ့ဆက်မယ်ပေါ့နော် slip knot နဲ့ဆက်ပြီးလို့ရှိရင်တော့အဲဒါဆိုရှင်အမတို့ကအဲ့ဒီbutterfly ရဲ့တောင်ပံအကြီးလေးတစ်ခုထည့်ရိုက်ပေါ့အဲ့ဒါမျိုး2ခုလောက်အောင်အသေး2ခုလောက်အောင်အကြီး2ခုလောက်အောင်ပေါ့နော်အသေးလေးကိုပတ်1မှာပြောပြထားပြီးသားအခုကကြတော့အဖက်2မှာကြတော့အကြီးလေး2ခုပြောပြထားတယ်ပေါ့နော်ပြီးနောက်နေ့မှာတော့အမတို့ဒီဥစ္စာကိုဆက်တဲ့ပုံလေးပြပြမှာပါ